ဒါတော့ဒီနေ့ပွဲမှာအသက်အငယ်ဆုံးဦးလေးထင်တယ်ဟုတ်ဒီနေ့ဝင်ပြန်ပြီးပုံလေးပြောပေးပါဦးဝင်ပြန်တဲ့ပုံလေးအောင်ညီမလေးသားလို့တဲ့လူလာပြန်တာလေသားလို့တဲ့လူလာပြန်တာကြီးကအခုလိုပြန်တဲ့အချိန်မှာဖောင်ပြေးလို့ရလားဆိုတော့ရရတဲ့ကိုလည်းအပျော်တမ်းပြေကလေးနဲ့ဆော့သွားမယ်ဆိုပြီးဝါသနာပါတာပေါ့ဝါသနာပါညီမဟုတ်မောင်လေးအခုလိုမျိုးလေဒီလိုပတိန်ထိပေါ့နော်ဒါဒီလိုအကစားပွဲတွေလာကျင်းပပေးနိုင်တဲ့အတွက်မောင်လေးတို့အနေနဲ့ဒီပတိန်ကနေပြီးတော့ဘယ်လောက်ကြီးထိခံစားရလဲပေါ့စိတ်ထဲမှာဘယ်လိုရှိလဲအဲ့ဒါလေးပြောပေးပါဦးရှင်းတော့တော့ကြိုင်ဘူးလားဟုတ်ဒီမှာဆိုရဘူးလားရဘူးတယ်ဟုတ်ကဲ့ပါမောင်လေးဟုတ်မောင်လေးရောအခုလိုဒီလိုပတိန်မှာပေါ့ဒီလိုလက်မောင်းလက်ပွဲလာကျင်းပပေးတဲ့အတွက်ဘယ်လိုခံစားရလဲဘယ်လိုခံစားလဲဆိုတော့ကျွန်တော်တို့ဒီဘယ်လိုပြောမလဲဒီရိုးတန်းဒီပြိုင်ပွဲတွေပဲနဲ့ကြုံမှုတာပေါ့အခုလိုပြိုင်ပွဲကြောင့်လည်းလူလည်းအစုံတွေ့ရတယ်နဲ့ပြီးတော့ကိုက strong လည်းနဲ့ကိုသိရတော့မှဟုတ်ကျေးဇူးပါဒီနောက်ပါလေဟုတ်တယ်ဒီနောက်ကနေလေဟိုဘက်မှာအတန်းနေရှိတယ်ဟိုဘက်လေးနေရာလေးပေါ့နေဒီနောက်ထဲကနေလေကိုကျော်ရေပတိန်မှာပြိုင်ပွဲလာကျင်းပပေးတယ်ကိုကျော်ရခံစားချက်လေပကိုးတွေပြေမှာတော့ပြီးသွားပြီပေါ့နော်ဒါနောက်ဆုံးနေနဲ့ပတိန်မှာလာပြိုင်တာကျွန်တော်တို့အကောင်းဆုံးတော့လှဲပါမယ်ပေါ့နော်ပသိမ်မှာနိုင်ဖို့ခွင့်ရေး 1% ပဲရှိရင်တော့1% ကိုအသုံးချပြီးနိုင်အောင်လှဲပါမယ်ဟုတ်ဖိုက်တင်ပါဖိုက်တင်မောင်လေးဟုတ်ဘယ်လောက်ဝိတ်တဲမှာကြိုက်မှာလဲဟုတ်အခုလိုမျိုးပေါ့နော်ဒါပသိမ်မျိုးထိအမားတို့ဒီလက်မောင်းလက်ပွဲတွေလာကျင်းပပေးနိုင်တဲ့အတွက်ပေါ့နော်မောင်လေးဒီကနေပြီးတော့ပသိမ်သားတစ်ယောက်အနေနဲ့ဘယ်လိုခံစားရလဲပြောပြပါဦးဟုတ်ရန်ဝမ်းသာပါတယ်ပေါ့နော်အခုလိုလူငယ်တွေအတွက်လည်းဒီပွဲတွေပါတယ်လည်းဖြစ်မြောက်တယ်ဆိုတော့လေကျွန်တော်တို့အတွက်လည်းအဆင်ပြေတယ်fighting မှာလို့အကောင်းဆုံးလဲဝါပါမယ်ကျေးဇူးပါမောင်လေးဒီနေ့ပွဲကြီးမှာလည်းဆုကြပါစေဒါတော့ဒီနေ့ပွဲမှာအသက်အငယ်ဆုံးဦးလေးထင်တယ်ဟုတ်ဒီနေ့ဝင်ပြန်ပြီးပုံလေးပြောပေးပါဦးဝင်ပြန်တဲ့ပုံလေးအောင်ညီမလေးသားလို့တဲ့လူလာပြန်တာလေသားလို့တဲ့လူလာပြန်တာကြီးကအခုလိုပြန်တဲ့အချိန်မှာဖောင်ပြေးလို့ရလားဆိုတော့ရရတဲ့ကိုလည်းအပျော်တမ်းပြေကလေးနဲ့ဆော့သွားမယ်ဆိုပြီးဝါသနာပါတာပေါ့ဝါသနာပါညီမဟုတ်ဒါပြီးတော့အခုလိုမျိုးဒီပသိမ်ထိပေါ့နော်ဒါလက်မောင်းလက်ပွဲတွေလာကျင်းပပေးနိုင်တဲ့ဦးလေးတို့ပသိမ်ကနေပြီးတော့ဘယ်လောက်ကြီးထိဝမ်းသာလဲအဲ့ဒါလေးပြောပြပါဦးအရန်ဝမ်းသာတယ်ဟောညီမလေးကကိုကြီးတို့ကကြတော့အလှမ်းဝေးရညီမလေးကိုကြီးတို့ကမော်ကျွန်းပိုင်ကိုဟိုနေရရင်မော်ကျွန်းအရောက်တော့ဆိုင်ကယ်နဲ့တနိုင်ခွဲလောက်လာမှအဲ့ရရင်လာပြီးဒီပသိမ်လာတော့9နိုင်ခွဲကနေလိုက်တာကိုဒီကို2နိုင်လောက်မှရောက်တာနေကင်း2နိုင်ဟုတ်အေးမိုးလဲ2နိုင်လောက်မှဒီပြန်ရောက်တာညီမကြီးညတဲဟုတ်ကမှအိပ်ပြီးတော့ဒီမနေ့7နာရီလူစုံနဲ့ကောင်းလိုက်ခံရတယ်တာကိုအများကြီးစပရင်းလုပ်ပေးရတယ်အဲ့ဒါဒီမှာသားလို့တွေ့ပြီပါဒီမှာဖိုက်တင်မောင်လေးကျေးဇူးပါဦးလေကျေးဇူးပါညီမလေး